အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Nansu People Magazine ရဲ့ July လ cover အတွက် Nansu ရိုက်ကူးနေရပါရှင် Hold me close till I get up. Time is barely on our side. I don't wanna waste what's left. July လအတွက် Nansu တို့ cover မှာတော့ designer က Best CC အောင်ပြီးတော့ဓာတ်ပုံက Kansu ကိုပြီးတော့ Nansu ရဲ့ makeup နဲ့စပင်းကိုတော့ ထပ်ပေါ်ဆိုကနေပြီးတော့ပြင်ဆင်ပေးထားပါတယ် Nansu တို့အားလုံးပေါင်းပြီးတော့ People Magazine နဲ့အတူပူးပေါင်းပြီးတော့ဖန်တီးနေရလေးပါရှင်ဒီနေ့ဝတ်စုံ3စုံရိုက်ကူးထားပါတယ်ရှင် Till my shadow turns to sun rays and on we'll go through the wastelands, through the highways and on we'll go အားလုံးမင်္ဂလာပါဒီနေ့ People cover ရဲ့အတွက် Nansu ကိုပြင်ဆင်ပေးဖြစ်တယ်ဓာတ်ပုံရိုက်တာကတော့ Kansu ဟိုပါပြီးလို့ရှိရင် designer ကတော့ Max ပြောင်းရဲ့ဝတ်စုံလေးပါMax ပြောင်းဝတ်စုံလေးရလည်းအရန်လာတယ် Kansu ကလည်းအရန်မိုက်အောင်ရိုက်ပေးမယ်ဆိုတော့ယုံကြည်မှုကတော့ပိုရှိပါတယ်အထူးသဖြင့် Nansu ကလှပြီးသားဆိုတော့အမ natural look လေးပဲအဓိကဦးစားပေးပြီးတော့ link ဖြစ်ပါတယ်Nansu ရဲ့ပုံစံလေးလည်းမပြောင်းပါပဲနဲ့သူ့ရဲ့လှတဲ့ skin လေးကိုလည်းပေါ်အောင်လို့အဓိကထားပြီးရိုက်ထားပါတယ်အမ makeup အများကြီးထက်သူ့ရဲ့အသားအရောင်ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ link ဖြစ်ပါတယ်magazine တွေမလိမ့်ရတာကြာပြီဆိုတော့ပြန်ပြီးအစ်စ်လိုလည်းဖြစ်တယ်အရန်လည်းပျော်တယ်people နဲ့လည်းအများအားအလုပ်တွေလုပ်ဖြစ်တဲ့ခါကျတော့တကယ်ကိုအမှတ်တရဆိုပါပဲthrough the highways till my shadow turns to sun rays and Nansu ဒီဝတ်စုံ3စုံနဲ့ရိုက်တာသဘောရမ်းကြပါရဲ့ Nansu ဝတ်လေးဝတ်ထားမရှိဘူးပေါ့နော်ဝတ်နေကြပုံစံမျိုးလေးလည်းမဟုတ်တော့ဝတ်စုံတွေပေါ်မှာ fashion ကိုအဓိကထားပြီးရိုက်တာလည်းဖြစ်တဲ့အတွက်ဝတ်စုံတွေပေါ်မှာအားရကျဉ်းမှုလည်းရှိပါရဲ့ဒီနေ့ကျွန်တော် People Magazine ကပါအတွက်မ Nansu ရည်စည်စိုးနဲ့ရိုက်နေရခင်ဗျ Makeup ကတော့မထက်ပေါ်ဆိုကလိမ့်ပေးထားပြီးတော့အင်းကြီးတွေကိုတော့message အောင်ကသူတာဝန်ပြီးချုပ်ပေးတာကျွန်တော်တို့မရိုက်ခင်တည်းကအကုန်လုံးညှိနှိုင်းပြီးရိုက်ထားတဲ့အတွက်ဒီနေ့ရိုက်ကူးမှုပိုင်းမှာအဆင်ပြေနဲ့ရိုက်ကူးနိုင်တယ်နောက်ပြီးတော့ပြည်သက်ချိုင်းနေတက်လိမ့်မယ်ထင်တဲ့ပုံစံမျိုးတွေရိုက်ထားတဲ့အတွက် People Magazine ထွက်လာရင်ပြည်သက်တွေလည်း People ကိုအားပေးကြပါအောင်လို့ကျွန်တော်လည်းအများကြီးကြိုးစားပြီးရိုက်ကူးထားတဲ့အတွက်ပြည်သက်တွေအားလုံးချိုင်းနေတက်မယ်လို့ထင်ပါတယ်ခင်ဗျဟုတ်message ရအောင် design လေးတွေကိုလည်းအရင်သဘောကျပါတယ် people ကသူတို့ရွေးထားတဲ့ theme လေးပေါ့နော်ဒီလိုမျိုးခေါင်းဝင်အကားလေးနဲ့ဒီလိုအမာပုံစံလေးတွေပေါ့line နေနဲ့အဲ့အမျိုးလေးဆိုတော့Nansuတခါမှမဝတ်ဘူးပေါ့နော်စစချင်း People Magazine ကအမာကNansuဒီပုံလေးရိုက်မယ်ဆိုတော့Nansuစိုးရိမ်မိပါတယ်ပို့ပြီးသွားလို့ရှိရင်လှပါမလားလို့စိုးရိမ်မိပါတယ်ဒါပေမဲ့တကယ်ဝတ်လိုက်တဲ့အချိန်မှာပြိတ္တအတွက်အမြင်စမ်းသင့်တယ်လို့ထင်ပါတယ်အခုလို fashion ခေတ်ကြီးမှာဆိုလို့ရှိရင်ဒီလို design တွေတော့ပြည်သက်တွေအားရကျဉ်းလိမ့်မယ်လို့လည်းထင်ပါတယ်အဲ့တော့Nansuကိုယ်လည်းရိုက်ပြီးတော့မှသဘောကျနေမိရပေါ့နော်Turn us to thousands and we'll grow in number fueled by them to see the horizon turn us to that makeup စပင်းကလည်းအရင်အားရရဲအခုခေတ်စားနေတဲ့ makeup စပင်းပုံစံပေါ့Nansu skin တွေပါဆိုလဲ glow ဖြစ်အောင်မထက်ကနေပြီးတော့ပြင်ပေးထားပြီးတော့
ဆက်စချင်းပြတော့ကျတော့ makeup look တွေကိုနဆို reference ယူပြီးရိုက်ကြမယ်ဆိုပြီးတော့စဉ်းစားရတဲ့အချိန်မှာ makeup look ကိုနဆိုရမ်းစိတ်ပူခဲ့ရပေါ့နော်ဒါပေမဲ့အခုနဆိုရဲ့ natural ပေါ့နော်မျက်နှာလေးကိုမှာပဲသူတို့ဒီလို skin glow ဖြစ်တဲ့ပုံစံမျိုးတွေစပင်းနေနဆိုနဲ့လိုက်အောင်လုပ်ပေးတဲ့အတွက်မတ်ထက်ဒီဝတ်ဆောင်နဲ့လိုက်အောင်လုပ်ပေးတဲ့အတွက်ပေါ့နော်မတ်ထက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နဆိုဒီနေ့ makeup နဲ့ဆိုပြီးတော့အရမ်းစိတ်တိုင်းကြမိပါတယ်ပြီးတော့တက်ပုံပေါ့နော်ကိုကန်စုကိုနေရာကြာတယ်နဆိုမြဟိုအရှင်ကလေးကအတူတူအမြဲအလုပ်တွေလုပ်နေကြနဆုထားကိုလည်းသိနေပြီးသားဖြစ်နေတဲ့အတွက်တိတ်ပြီးတော့ညှိနှိုင်းစရာလည်းမရှိပါဘူးရှင်အဲ့တော့ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့လည်းအရန်စိတ်တိုင်းကြပါရဲ့သူလိုချင်တဲ့ပုံစံမျိုးတွေလည်းနဆုတေးသေးချာလေးလုပ်ပြီးတော့ရိုက်ခဲ့ရပြီးတော့ဒီအခု chat tree ရမှာပေါ့နော်အခုက outdoor လည်းပါတယ် indoor လည်းပါတယ်ဆိုတော့ပြည်သက်တွေအတွက်နှစ်မျိုးတော့ကြည့်ရမှာပေါ့နော်ပြီးတော့တကယ် decoration နေရာကောင်းကောင်းတွေမှာတေချာလေးလုပ်ပြီးတော့ရိုက်တာဖြစ်တဲ့အတွက်ဓာတ်ပုံအတွက်ကတော့ထွက်လာလို့ရှိရင်result အရန်ကောင်းမယ်လို့မျှော်လင့်ပါတယ် Help me find the